ကဲမကြာခင်အချိန်ပိုင်းတွင်းမှာလာတော့မဲ့ကျွန်တော်ရဲ့မြန်မာ fighter ပေါ့နော် Slime Tanky Shin နဲ့ One Championship မှာထိုးနေတဲ့ Thai fighter စုံချိုင်နော်ရေပေါ့နော်သူ့ပွဲစဉ်တာပိတ်သက်တွေကတော်တော်စိတ်ဝင်စားကြတော့ဗောလေဘာဖြစ်လို့စိတ်ဝင်စားလဲဆိုတော့မပြောခင်မှာကျွန်တော်ရဲ့ Chin Fighter ငယ်ငယ်လေးပေါ့နော် Tanky Shin ကဆိုလို့ရှိရင်ဒါ One Championship မှာတခါမှတော့မထိုးရဘူးသေးနော်တခါမှမထိုးဘူးသေးတဲ့ fighter ပေါ့ဒါပေမဲ့ဒီတခါမှမထိုးဘူးသေးတဲ့ fighter ကိုထိုင်းမှာကိုယ်ပွဲစက်တိုက်နိုင်နေတဲ့တကယ်ကိုအတွေ့အကြုံရင့်တဲ့ fighter နဲ့ပွဲတည်ပြီးလိုက်တာပေါ့နော်ဒီပွဲတည်ပြီးလိုက်တာကလည်းဒါပွဲစဉ်ရိုးရိုးဆိုလို့ရှိရင်တမျိုးဖြစ်မှာပေါ့နော်ဒါပေမဲ့အခုတော့ One Championship ကမြန်မာ fighter နဲ့ဒီ Thai fighter ကို second main event ပေါ့နော်ဒုတိယတကယ်ဟိုပွဲစဉ်မှာပွဲစဉ်ဟိုထိတ်ဆုံး main event တော့မဟုတ်ဘူးဒါပေမဲ့ဒီဒုတိယ main event မှာထားတာပေါ့နော် second main event ပေါ့ဆိုတော့ဒါရလည်းပြိတ္တပူပြီးတော့စိတ်ဝင်စားသွားတော့ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကစားသမားအသစ်တွေလာတယ်ဆိုလို့ရှိရင်ဟိုကစားသမားအသစ်အချင်းချင်းထိုးခိုင်းတာမျိုးတို့ဒါမှမဟုတ် level 2ရဲ့တန်းနဲ့ထိုးခိုင်းတာမျိုးတို့ဒါအလုံးသိတဲ့အတိုင်းပဲပုံမှန်ကတည်းကသွားလေးရှိရပါတော့ဒါပေမဲ့ဒီညပွဲစဉ်မှာတော့ One Championship မှာတခါမှမထိုးဘူးသေးတဲ့ဒီ Tanky Shin လိုမျိုးเนาะမြန်မာလက်သွေးကနေတက်လာတဲ့အင်ငယ်လေးကို second main event မှာထိုးခိုင်းနေဆိုကြတာတခုခုပေါ့ဗျာပြောချင်တာเนาะဒါဘလူးပဲဖြစ်လေကျွန်တော်ငယ်ငယ်လေးကနိုင်ချီရှိလားလို့မေးတယ်ဆိုလို့ရှိရင်ကျွန်တော်ထင်တာတော့နိုင်ချီရှိတယ်ဗျာအရက်မောင်းနေခန္ဓာကိုယ်ကြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ငယ်ဘက်ကတော့မှပို့ပြီးတော့အရက်ပို့ရှိတယ်ပို့ပြီးတန်မာနေလို့တော့ထင်ရတာပေါ့နော်နောက်တစ်ခုကျတော့ဒီငယ်လေးကဒါခုမှတက်သစ္စာဖြစ်တဲ့တကြောင်လို့တကယ်စိတ်တက်ရေးရပိုင်းနေလဲအရန်ကိုတက်ကြွနေတဲ့အချိန်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ slime ကပါအချက်ကောင်းနေရခဲ့မယ်ဆိုလို့ရှိရင်เนาะသူ့ရဲ့ဒီမှာထိုးခဲ့တဲ့ပွဲစဉ်တွေတခြားပွဲစဉ်တွေလေ့လာကြည့်မယ်ဆိုလို့ရှိရင်သူအခီးသူတော့မဟုတ်ဘူးဗျာเนาะအထူးသဖြင့်တောင်စိတ်တွေလည်းကောင်းတယ်လက်တီးထိုးချက်တွေကောင်းတယ်ပေါ့လေเนาะဆိုတော့သူသာဒီ Thai fighter ကိုအချက်ကောင်းကောင်းနဲ့မိခဲ့မယ်ဆိုလို့ရှိရင်ဒါနိုင်ပွဲတော့ဖြစ်နိုင်ခြင်းများရှိတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီ Thai fighter ကျတော့ One Championship မှာလည်းဟိုပွဲချိန်ပေါင်းထိုးတာပြီးသားတဲ့လူနောက်တော့ဒီ One Championship မရောက်ခင်မှာလည်းဒီမွေထိုင်းပွဲတော်များမှာထိုးရတဲ့ပုံပုံဖြစ်တဲ့ကြောင့်မလို့နောက်ထိုးရမယ့်နီးစနစ်ကလည်းမွေထိုင်းရဲ့နီးစနစ်တိုင်းပေါ့နော်အဲ့လိုထိုးရမှာဖြစ်တဲ့ကြောင့်မလို့ဒါနီးစနစ်ပိုင်းကကြည့်မလားအတွေ့အကြုံပိုင်းကကြည့်မလားပေါ့နော်ဒီ Thai fighter ကအများကြီးကိုအားပါနေတယ်ပေါ့နော်ဒီ Thai fighter ကတကယ်တမ်းကျတော့ခပတ်လူနိုင်တဲ့အခြေအနေဖက်ထိရောက်နေတဲ့ဟို fighter တယောက်ပေါ့နော်တော်တော်ကောင်းတယ်ဆိုတော့ဒီကျွန်တော်တို့သူ့ရဲ့ highlight တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူလက်တီးထိုးချက်တွေတော်တော်ကောင်းတယ်ဗျပြီးတော့ဟိုအရှုံးမခံမနဲ့ပေါ့နော်တကယ်ကိုသူရှုံးတော့မယ်လို့ထင်တာတော့မှပြန်ထလာပြီးတော့တကယ်ကိုအန်တိုက်အားတိုက်ထိုးနိုင်တယ်ဒါ Thai fighter ပေါ့နော်ဆိုတော့ခုနကကျွန်တော်ပြောသလိုပဲကျွန်တော်ရဲ့ slime ကနိုင်ချီရှိလားဆိုတော့ရှိတယ်အကွက်ကောင်းမှရခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့အကွက်ကောင်းမရခဲ့ဘူး slime ကလည်းတက်လာတာနဲ့ဟိုဝန်ချင်မှရှင်းမှလည်းတွေ့ကြုံမရှိသေးဘူးဆိုတော့နည်းနည်းကြောက်ရွံ့လေးနဲ့တက်လာမယ်တွန်းဆုနဲ့လုံနေမယ်ဆိုရင်တော့ဒါမလွယ်ဘူးပေါ့နော်ဒါပထမပွဲချီမာဒီမဲ့ Thai fighter က knock out နဲ့ထိုးသွားနိုင်တယ်လို့လည်းဒါ
ကျွန်တော်တို့သုံးသက်ကြည့်တယ်ပေါ့နော်ဒါပေမဲ့ Thai fighter ကအဲ့လို knockout နဲ့မထိုးနိုင်ဘူးဆိုလို့ရှိရင်အမှတ်နဲ့3ချီထိတာရောက်လာမယ်ဆိုလို့ရှိရင်ဒါသေချာပေါက်ပေါ့နော် Thai fighter ကအမှတ်နဲ့နိုင်ဖို့များမယ်ဘာဖြစ်လို့ဆိုတော့ technical ဘိုင်းလည်းပိုကောင်းတယ်ပွဲရဲ့အတွေ့အကြုံတွေလည်းအရင်များတဲ့ခါကျတော့ဘာလို့ပြော Thai fighter ကတော့နိုင်ချီကတော့80%လောက်ရှိမယ်လို့ထင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ငယ်လေးစလိုင်းကလည်းဒါအခွင့်ကောင်းမှရခဲ့မယ်ဆိုလို့ရှိရင်ဒီတစ်ချီနှစ်ချီတော်တွင်းမှာပဲဖြစ်ဖြစ်ပေါ့နော်သူရဲ့ထိုးချက်တွေကလည်းကောင်းတဲ့အတွက်ကြောင့်မလို့သူတောင်စီးတွေနဲ့ဝင်မယ်လို့ခက်မှန်းတယ်လက်တီးနဲ့လည်းနိုင်တယ်လို့လည်းခက်မှန်းရတာပေါ့နော်